လုံးမှာဖမ်းတာ PDF ဆိုရင် PDF တစ်စိမ့်နဲ့ PDF ဆိုပြီးတော့လက်မောင်းတစ်စိမ့်နဲ့ရှိရင်တခါလေးပြစ်တက်လိုက်တာဘယ်သူကတက်တာလဲသိလား MND ကိုကန်တက်တာတခါလေးပြစ်တက်တာကျွန်တော်ပြောတာမယုံဘူးဆိုရင်ကွမ်လုံးမှာသွားမေးကြည့်လိုက်ကွမ်လုံးမှာလည်းကျွန်တော်ရဲ့သတင်းမြေပြင်သတင်းပေးတွေရှိတယ်နော်အဲ့ကွမ်လုံးမှာလည်းလိုက်စစ်တာတိန်စင်းတိန်တက်ကိုစစ်တာ PDF ကိုလုံးဝလက်မခံတော့ဘူးဗမာလူမျိုးမှန်လို့ချင်းရင်သူတေချာကြည့်တယ်သူတေချာစစ်တယ်သူကြည့်တယ်ကြည့်လို့ဒီကောင် PDF ဒီကောင်မတင်ငါအောင်ဆိုတာနဲ့တန်ဖန်တာအဲ့ဒါကအရဲဝင်းတဲ့ PDF ကိုပြောတာနော်ယူနီဘောင်းတဲ့ PDF ဆိုတာနဲ့တခါလေးပြစ်တက်လိုက်တာကိုကန် MND ရတက်တာနော်ပြစ်တက်လိုက်တာနော်ခင်ဗျားတို့ယုံနာမယုံနာကိုခင်ဗျားတို့မပြောဘူးခင်ဗျားတို့ကျွန်တော်တို့လိုတရင်ကိုတေးသေးချာချာလိုက်ပြီးတော့သွားကြည့်သွားမေးကြည့် PDF တွေအကုန်သိတယ်နော်အဲ့တော့ PDF ကတိုင်ပတ်နေပြီခုကျွန်တော်စိတ်မကောင်းတာအဲ့ဒါကျွန်တော်အချိန်ချင်းပြောခဲ့တယ်မင်းတို့ PDF တွေနော်မင်းတို့ PDF မှညီငယ်ညီမတွေမလုံနဲ့မင်းတို့ကနိုင်ငံရေးလည်းနားမလဲဘူးစစ်ရေးလည်းနားမလဲဘူးစီးပွားရေးလည်းနားမလဲဘူးလူမှုရေးလည်းနားမလဲမင်းတို့နားလေနေတာကအင်္ဂလိပ်လိုမရဒေါ်စုကြည်ငါတို့အမေစုကိုဦးမင်းအောင်လိုက်ရဖမ်းတယ်ဖမ်းနေတော့ငါတို့တော်လန်တယ်မင်းတို့တော်လန်ရအောင်မင်းတို့ဘယ်ချိန်လုံးနဲ့မင်းတို့လက်နဲ့ကင်လာလို့တော်လန်လာတယ်ဟမ်မင်းတို့လက်နဲ့ရဖို့အတွက်ကိုတိုင်းရင်းသားအကြံဘက်လက်နဲ့ကင်တောင်းချမ်းသူတပုံလေးအစိုးရကြီးညာထားတာငါပြောတာမဟုတ်ဘူးမင်းတို့ကအဲ့ဒီအောက်မှာသွားပြီးတော့မှနေခဲ့ရတာနော်နေခဲ့ရတာငါပြောတယ်မင်းတို့ငါအမြဲတမ်းပြောတယ်မင်းတို့သူများ TNL ပလောင်ကအရက်ကောင်းတွေတောက်တယ်အစားကောင်းတွေစားတယ်ဘူနေမြဲကြားနေမြဲနေတဲ့အချိန်မှာမင်းတို့ PDF တွေကဝက်စာတာပဲသီးနဲ့ခရမ်းသီးပဲစားရတယ်လို့ဒီအဝေးမကြည့်တဲ့ဒီ30နဲ့30မှာနော်30နဲ့30မှာနော်အဲ့တော့ကြတော့အခုမင်းတို့ကို PDF ဘတ်နဲ့မြင်တာနဲ့တဲ့ရှမ်းမြောက်မှာမင်းတို့ပြစ်တက်နေတာမဟုတ်ကျွန်တော်ပြောမယ်ကျွန်တော်စကားအပေါ်လုပ်ပြီးပြောတာမဟုတ်ဘူးနော်ကျွန်တော်တို့ကအခုတော့ပြောပြမယ်အရက်ကိုတောက်ရင်တောက်လိုက်မယ်မဟုတ်တန်းလေးကတော့သူများကိုရှောက်မပြောဘူးအဲ့ဒါကျွန်တော်ရဲ့ပင်ကိုဗီဇနော်အဲ့တော့ကျတော့အခုကွမ်လုံးမှာသတင်းပေးနေတာ PDF ဆိုအကုန်ဖမ်းတာအရက်ဝတ်နဲ့ဆိုရင် PDF တွေကအကုန်ထွက်ပြေးကုန်တာတဲ့ပြေးလို့ဖမ်းခိုင်းနေတဲ့နောက်တော့ PDF မြင်ပြစ်တခါလဲတပ်ပလိုက်တာတဲ့နော်အဲ့တော့ကျတော့အခုကြည့်လိုက်လေအခုမင်းတို့လာရှိုးကိုဟမ်အခုမြန်မာနိုင်ငံအလံပဲစိုးမိုးတာမဟုတ်ဘူးလားမင်းတို့ညီပိတ်နဲ့လည်းပိန်းတို့ချီးပရိန်းတွေကိုတခုပြောချင်တာနိုင်ငံရေးအကြောင်းမသိရင်မေလို့ပြေရီဦးတို့အိနာကျော်စင်တို့လူမင်းတို့နော်အဲ့အကုန်လုံးထည့်ပြောမယ်ကွာဖွေးဖွေးတို့ဝင်းမုံရွှေရီတို့နောက်ဘယ်သူလဲဟိုကဘာလဲဤချောပိုတို့နော်မတာမတွေနောက်တစ်ခုကတက်မုံမြင့်တို့ခိုင်သိန်းကြီးတို့ရွှေသမီးတို့နော်ဖားတဲ့တာရှိတဲ့နင်တို့တွေနင်တို့နိုင်ငံရေးအကြောင်းမသိရင်နောက်တစ်ချိန်တိုင်းပြည်ကိုမပြည့်စည်ပါနဲ့နင်တို့စောက်လို့နင်တို့အမှုပညာလုပ်ပဲလုပ်လို့ဖာပဲခံဖေမဲကြကြမင်းတို့စောက်လို့မင်းတို့လုပ်ပါပြေရီဦးလူမင်းမင်းတို့ငါဒီနေရာလေးပြောမယ်မင်းတို့ငါအကြောင်းကိုမသိတာမဟုတ်ဘူးမင်းတို့ငါဒီလိုပြောနေမင်းတို့ငါရဲ့လိုက်ကိုအမြဲတမ်းကြည့်နေတာမင်းတို့ကတကယ်ဖက်ခွက်စားအောက်တန်းစားတွေ
နော်တိုင်းပြည်တစ်ပြည်ရဲ့နိုင်ငံရေးလည်းနားမလည်ဘူးစစ်ရေးကိုလည်းနားမလည်ပဲနဲ့မင်းတို့ကြောင့်တည်သွားရတဲ့ PDF ဗမာ PDF တွေအများကြီးမင်းတို့လက်သုံးချောင်းထောင်ခဲ့လို့တို့ပြည်သူတွေညီရလားဟဲ့ညီတယ်လို့ပြောလို့တရားမှာတရောင်းစားကလေးနှစ်ယောက်ကမညီဘူးဟဲ့လို့ပြောလို့နော်မင်းတို့ကြောင့်နဲ့ငါတို့တိုင်းပြည်ငါတို့နိုင်ငံငါတို့လူမျိုးတွေမင်းတို့လူပညာသမားဖက်ခွက်စားအောက်တန်းစားတွေမင်းတို့အခုရှေ့ထွက်ပြရလားမင်းတို့ပြောရလားမပြောရဘူးမင်းတို့အခုလက်စီနာဇာကအစိုးရရဲ့လက်အောက်မှာမင်းတို့နေတယ်မင်းတို့ကအနေသားကြောင်ရင်ပြီးရောနော်မင်းတို့အနေသားကြောင်ရင်ပြီးရောအခု PDF တွေအခုတိုင်ပတ်နေပြီနော်ခလေးတွေတေနေပြီငါပြောခဲ့တဲ့တိုင်းသားလက်နဲ့ကင်ကောင်းချမ်းသူတပုံမယုံနဲ့နိုင်ငံရေးစစ်ပွဲနေလူစစ်ပွဲနော်ဘာမှမဟုတ်ဘဲနဲ့ဂျားခံလိုက်ရတာ PDF တွေအကုန်သိတယ်အခုတော်ရ PDF တွေကကိုစော်ဘုံကြီးပြောနေတာတကယ်မှန်နေသိလားကိုစော်ဘုံကြီးပြောနေတာအကုန်မှန်နေနော်ငါတို့တွေမပြုတ်ပြင်နိုင်ခဲ့တာငါတို့တွေနားမလဲခဲ့တာအခုမျိုးပေါ်မှာကြည့်လိုက်ဘဒူးမှ PDF ပဲဆိုမပါတော့ဘူးနော်ဒီစောင့်လူပညာသမားတွေဖြတ်အကုန်ဖြတ်စီးပလိုက်တာသူတို့လက်သုံးချောင်းထောင်ပြီးတော့ဖင်ပြလိုက်နိုးပြလိုက်နဲ့ဖာတယ်မတွေနော်ဆဲတယ်ကွာဘာဖြစ်တော့နော်အဲ့တက်မုံမြင့်တို့ခိုင်သိန်းကြီးတို့နော်စစ်ကားဆိုလည်းသူတို့ပါနိုင်ငံတော် policy ကားဆိုလည်းသူတို့ပါဒေါ်စုကြည်ကြတော့လည်းပြေးပြီးတော့စပုတ်မရယုံတမယ်ပဲအကောင်မတွေအကောင်တွေကအခုနိုင်ငံခြားကနေပြီးတော့လင်းဘာဖြစ်တယ်စောက်ဆန်တွေလူခံလူကောက်လုံနေတာအခုနိုင်ငံတော်လက်ရှိနာဇက်ကအစိုးရဘာလုပ်သွားလဲလာချို့တနေ့တစ်ချက်မှပေါက်စရာမလိုဘူးဒါပေမဲ့ပြည်သူတွေကအခုချိန်ထိနောင်နာမရသေးဘူးနော်တက်မတော်ကရာမခတွေကိုပြန်ဝင်လာတာဟိုကဖွင့်ပေးလိုက်တာသူ့တွေခွာတယ်နော်စစ်တပ်ကနိုင်ငံတွေကတကားကြီးပေါင်တွေကိုခွာတယ်ဒီလိုတခိုးမျိုးတခိုးစိတ်နဲ့အောက်တန်းသားစိတ်တွေရှိနေပါတော့ခမားတို့မှာကိုပိုင်သူများပစ္စည်းဗျာစစ်တပ်တွေကပစ္စည်းကိုသူပြောင်းတွေသွားခွာတယ်တန်တွေသွားယူပြီးရောင်းစားတယ်ခဏတော့ပြည်သူလူထုကလည်းတကယ်ကျွန်တော်တော့မပြောချင်လို့အောက်တန်းစားစိတ်နဲ့အုပ်ချုံမှခဏတော့ရမှာနော်အခုကျွန်တော်သမီးကျွန်တော်မေးပြမယ်ဒီမှာဘေးမှာထိုင်နေရသမီးလေးလောင်းဘေးနောက်ခဏတော့လောက်မှကျွန်တော်လောက်သမီးလောက်စိတ်သက်ရှိရင်နော်ချစ်ကလေးရှယ်ချစ်ကလေးရှယ်ကြီးလိုက်ဘာလို့မစစ်သားလုံးမချစ်ကလေးရှယ်ကျွန်တော်တို့ငါရောင်းနေကြပါတယ်ကျွန်တော်တို့ငါးရောင်းနေရပါတယ်ဟုတ်လားဟုတ်ကဲ့အဲ့ဒါအန်ယူဂျီကပြောတာဟုတ်လားဟုတ်ကဲ့ဇော်ဝေစိုးလားငါသမီးတောင်သိတယ်ငါသမီး6နှစ်ပဲရှိသေးတယ်ကျွန်တော်တို့ငါရောင်းနေကြပါတယ်ငါရောင်းနေရပါတယ်အဲ့လိုမင်းတို့ဘယ်လိုပြောမင်းတို့ကနိုင်ငံရေးလည်းနားမလဲဘူးစီရေးလည်းနားမလဲဘူးလူမှုရေးလည်းနားမလဲဘူးမင်းတို့သူများခိုင်းတာလုပ်မယ်သူများပြောတာလုပ်မယ်မင်းတို့ရဲ့စောက်ကျင့်နော်အခုဘာဖြစ်လဲလာချို့ပြန်သိတော့တရုတ်အကူညင်းနဲ့ပါညာနဲ့မေးမေးစပတ်တိုင်းပြည်အေဂျင့်ဖို့လိုတယ်